အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ငဖဲငဆုပ်ကလေးရယ်ကြက်ဥကြော်လေးရယ်တို့စီကအစုံနဲ့ငပိကျန်နဲ့ထမင်းစားမှာဖြစ်ပါတယ်ငဖဲကတော့ကျွန်တော်တို့ဒေတာရဲ့မြေချောင်း AI နေမှာဆိုရင်တော့ပေါ်များတယ်ပေါ့ဗျာဒေတာအလွမ်းပြေဘလော်လေးဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ရှုပေးကြပါဦးဗျာဒီမှာကတော့စင်သင်ချစ်ပီတာငဖဲတို့ကလေးတွေကိုတုံးထားပါတယ်အရင်ဆုံးငဖဲတွေကိုကျက်တုံပြူကျက်တုံနေချင်းကြိတ်ထားတာလေးရဲ့စားစနွေးအချုံဟုတ်နောက်ကျက်သားမုံလေးထည့်ပြီးတော့နှံ့အောင်နေပေးပါမယ်ငဖဲကထုလေမာလေးဆိုတော့နာလေးနေပြီးတော့မှနာလေးထုပေးပါတယ်အချိန်ကြာကြာပြီးထုရထောင်းနေနှက်တယ်ပေါ့ဗျာဒီလိုလေးလုပ်ပြီးသွားလို့ရှိရင်တော့လက်ကိုစီမကတ်အောင်လို့စီအနှဲငယ်လေးတုပ်ပေးပါမယ်ပကံအောင်လည်းတုပ်ပေးတယ်ပေါ့ဗျာပကံအောင်တုပ်ပေးပြီးသွားရင်တော့ငဖဲကိုအနေတော်လေးတွေဆုပ်ပြီးတော့မှတုံးပေးပါမယ်ဒီလိုလှလှပပလေးတုံးပြီးသွားရင်တော့တဲဦးထဲမှာထည့်ပြီးတော့မှတေချာလေးကြော်ပေးပါမယ်ဗျဒီငဖဲကြော်တဲ့နေရာမှာတော့နည်းနည်းမီးအေးအေးလေးနဲ့ကြော်ပေးရပါတယ်မီးပြင်းလို့ရှိရင်ငဖဲတွေကမကြက်ဘဲနဲ့တူးသွားတတ်ပါတယ်ခုလိုအနေထားလေးဖြစ်လာပြီဆိုရင်တော့ငဖဲလေးတွေကိုအကုန်လုံးဆယ်ထားလိုက်ပါမယ်ဗျဒီလိုဆယ်ပြီးသွားရင်တော့သူ့ထဲမှာကြံတဲ့စီနဲ့ပဲကျွန်တော်မြေပြီးစီတက်ပါမယ်အဲ့တော့မြေပြီးစီတက်တဲ့နေရာမှာတော့ကြက်တုံကြီးချင်းလေရုံမှုထည့်ပြီးတော့မှနာလေးစီတက်ပေးပါတယ်ဟင်းလေးလေးဝအောင်လဲမပိလဲငယ်ထည့်ပေးထားပါတယ်ဗျဒါပြင်တော့စားစပယ်ချိုဟုတ်မျိုးကောင်းလေးပါထည့်ပြီးတော့မှတည်တည်ချာချာနှောက်အောင်လုပ်ပေးပါတယ်နှစ်ရောက်ဖို့အတွက်ကတော့ခန်းကျင်လေးလေးတုံးထားပါတယ်ဗျခန်းကျင်လေးထည့်ပြီးတော့ပျော်အောင်လို့ခဏအုပ်ထားပေးမယ်ပေါ့ဗျဒီနေလေးရပြီဆိုရင်တော့အဖုံးဖွင့်ပြီးတော့ခုနကကြော်ထားတဲ့ငဖဲငဆုပ်ကလေးတွေကိုထည့်ပေးပါမယ်ဒါလေးထည့်ပြီးတော့တေချာနှမ်းစားအောင်ဝေပေးလိုက်ပါတယ်ဗျချင်းအတွက်ကတော့မကြီးနှိမ့်လေးရေအနှဲငယ်ထည့်ပြီးတော့မှဖုံးလေးအုပ်ပြီးတော့ရေစုတဲ့အထိတည်ပေးထားလိုက်ပါမယ်ဗျဒီအနေရောက်လာပြီဆိုရင်တော့ကျွန်တော်မပြာရည်လေးအနှဲငယ်ထည့်ပေးပါမယ်ပြီးသွားရင်တော့ဟင်းပူမွေးအောင်လို့နန်းပဲကလားနန်းလေးထည့်ပေးပါမယ်ငရုတ်သီးစိမ်းလေးပါအုပ်လိုက်တော့ပူမွေးတာပေါ့ဗျဒါဆိုရင်တော့တကယ်ကိုစားကောင်းတဲ့ငစုံလေးရပါဗျကဲဟင်းနောက်တစ်ခွက်အနေနဲ့ကတော့ကြက်ဥကြော်မှာဖြစ်ပါတယ်ကြက်ဥကြော်ကတော့ကျွန်တော်စိတ်ကူးလေးရှိလို့ကြော်ထားတာပါဗျပါဝင်တဲ့ပစ္စည်းတွေကတော့ကြက်ဥစားအချုံမောကြက်တုံလီနေုပ်သီးစိမ်းနန်းပဲအမှုအကုန်ထည့်ဝင်ပြီးတော့မှဒီလိုလေးကြော်ထားတာဖြစ်ပါတယ်အားလုံးပဲစားကြပါဦးဗျအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ငဖဲငဆုပ်ဟင်းလေးရယ်တို့စရာအစွန်ရယ်ထုံးစံတိုင်းငပိချက်ပြီးတော့ကြက်ဥကြော်ဒါနဲ့ဒီနေ့ထမင်းဆောင်မှာဖြစ်ပါတယ်အားလုံးပဲစားကြပါဦးဗျငဖဲငဆုပ်ကတော့ရှယ်ကိုချက်ထားတာဗျဒီမှာကြည့်ပါဦးစီပြန်ဟင်းလေးပေါ့ဗျငဖဲငဆုပ်စားကြပါဦးဗျအိုးဆယ်ပဲခါတော့ဟင်းလေးရွှဲနေအောင်ပေါ့စမ်းပြီးတော့စားလိုက်တယ်ကလားနန်းလေးထက်ချက်ထားလို့မှုရင်းနေရတယ်ဘာလို့ခေါ်ဒါတော့ဒီကက်တတာထဲမှာရှိတဲ့ဟာတွေပြစ်ထည့်ပြီးတော့ကြော်ထားတဲ့ကြက်ဥကြော်ပေါ့ဗျာငဖဲငဆုပ်တော်တော်ကောင်းပါလေဗျပန်းကော်ဖီအစိမ်းလေးတို့စားမှာဖြစ်ပါတယ်ငဆုပ်ကတော်တော်ကောင်းတယ်ဗျရှယ်ပဲကလားနန်းရယ်နန်းမင်းလေးရယ်ရင်းတော်ပင်ရကလေးကျွန်တော်နည်းနည်းထည့်ထားရတယ်အဲ့ဒါမပြတာတော်တော်လေးစားလို့အောင်
အိုးငါဖဲငါစုပ်တကယ်ကောင်းမှကောင်းရအတုံးမြုပ်ပါလေကောင်းများဒီကဲတက်တာတွေတွေ့တာတွေအကုန်ပြစ်ထဲပြီးတော့ကြော်ထားတဲ့ကြောက်ကြော်တော်တော်စားလို့ကောင်းတယ်ဗျမဖဲငါစုပ်တော်တော်စားကောင်းပါလေရုံးပရိသီနဲ့ဆိုတော့တအားလိုက်တာဗျမရတော့ကုန်လေသိရစားလို့မဝနိုင်ဘူးဖြစ်တယ်ငါဖဲတော့စားရမှာဗျငါဖဲငါစုပ်တကယ်စားကောင်းပါလေကြောက်ကြော်လည်းတကယ်စားကောင်းပါလေအပြီးကျသိုးစရာလည်းကောင်းပါလေဗျအားလုံးပဲတက်တာဗျနောက်ဗီဒီယိုမှာပြန်ဆုံးကြမယ်